ဒီနေ့တော့ရှန်နာငုံလေးတွေ့ရတယ်အမြင်မတော်လို့တွားထောင်လိုက်တာနှစ်ကောင်မိရကြအဲ့နှစ်ကောင်အခုလုံးလုံးပေါင်ရှင်းပြီးဒီမှာဒီကဲတက်တာရမှာဒီကဲတက်တာရမှာနှက်ပြီးတော့စနွင်းပါညာဟင်းချုံမုံစားချင်းကျက်တုံပြူလေးထောင်နှက်တယ်နိုင်ဝဲလောက်နှက်ထားရတာပေါ့ဒီကဲတက်တာအဲ့မှာကျွန်တော်ဒီထဲကိုကြော်မှာဖြစ်တယ်ဒီပွက်ထဲဒီတော့အဲ့လိုကြော်မယ်ကြော်လိုက်ပြီငေါတော့နောက်ပေါအောင်ဆင်းတာပဲကြော်ရအမငွေပေးမယ်ငုံနှစ်ကောင်တာနောက်ပေါအောင်ဆင်းတာအတာတင်းကျက်တုံပြူစားစနွင်းဒီလေးတွေဒါလည်းနိုင်ဝက်လောက်နှက်ထားနေရော့အဲ့မှာကျွန်တော်ကဒီငုံကတားလျှောက်တော့လည်းမကောင်းဘူးနည်းနည်းဆူဆူလေးစားကျင်တာဆိုတော့ဒီလေးနည်းနည်းထည့်လိုက်ငုံသားလေးအချောက်ကြော်တယ်လို့မဖြစ်တော့ဒီထည့်လိုက်အစိုးချက်ပေါ့ဗျာအစိုးချက်ကြော်ပေါ့အဲ့လိုကြီးဒီလေးထည့်လိုက်နောက်ပြီးရေလေးပွက်မှကြက်သွန်လေးအုပ်ပြီးမှစီကန်းလေးပေါ့ဗျာအဲ့လိုလေးအပုံစံရှက်စားဖုံးလေးအုပ်ထားလောက်အမြင်မတော်လို့ငုံလေးတွေအမြင်မတော်တာနဲ့တွေ့တာနဲ့ပိုက်လေးသွားတန်းထားတာမနေ့ကသွားကြည့်တော့နှစ်ကောင်မိနေတာပေါ့တောက်ခုတ်ခက်နောက်ပေါင်းဆင်းပြီးမှကြော်ချက်ပုံစံမျိုးပေါ့အဲ့လိုလေးရှက်စားမှာဟိုကကြက်တုံနေရတော့ဒီမှာအစင်တင်လှီးထားခင်ဗျသူကနောက်ဆုံးကြမှာထည့်မယ်ရှင်နေကြည့်လိုက်အောင်ကျင်းနံလေးနေတော့မှုေးလာတယ်ဒီမှာခင်ဗျငုံမှာခင်ဗျငုံကိုထောင်းတယ်ငုံမယ်ခင်ဗျဒီလေးပြန်အုပ်ဖုံးလေးအုပ်ထားတော့အဲ့လေအဲ့လိုပဲလောက်စားရတာပဲစဉ်းစားတက်တော့ရတာပေါ့ဗျာအမြင်မတော်လို့ပါငုံနှစ်ကောင်သွားပြီးထောင်လိုက်တာမိတာပတ်ပြီးနေအဲ့နားမှာပြီးတော့ပြီးနိုင်ငံရှိရဲ့ချန်နဲ့ပြေးနေတွေ့လို့